သူများပတ်ဆံကိုအိတ်ထောင်နဲ့အလွယ်တကူရောက်လာဖို့မနိုင်ဘဲနဲ့မလေးတစ်ပတ်နဲ့ယူရင်ပါတော့လူလိန်ပေါ့ဒါပြတောင်းရင်ပတ်ဆံတောင်းနည်းတွေကတော့အများကြီးပဲသူများပတ်ဆံကိုအိတ်ထောင်နဲ့ရောက်ဖို့အတွက်နံပါတ်1ပြုံးတတ်ပါတယ်ဘာလို့ရမအောင်လူတွေ့ချင်းကိုကအရင်စပြုံးရမှာလားသူများအရင်ပြုံးရမှာလားကိုကအရင်စပြုံးမှာနော်ဘာရခြင်းလို့တော့မလီကွန်းရတယ်အောင်ငါအဲ့ဒီအတတ်ပညာနဲ့လှုပ်ရှားလာတာဥအောင်ကိုဆရာတွေကပြောတယ်ဒီကောင်အာကောင်းတယ်နှုတ်ကောင်းတော့ပြည်စုဥအောင်တို့အာကောင်းတယ်ဆိုတာအကောင်းလည်းပြောတယ်အပြောလည်းကောင်းရမယ်ဘာလို့လဲတွေ့တာနဲ့တပြိုင်တည်းကို့ဗမာလူမျိုးကိုကစပြီးနှုတ်ဆက်ပါဘာပဲပြောကိုကစနှုတ်ဆက်တဲ့အတွက်ကိုကောင်းဆောင်မယ်လူတယောက်မှာပတ်စံရဖို့စီးပွားရဖို့အတွက်လူလိုက်တဲ့ဆိုတာရှိဖို့လေလူလိုက်တဲ့အရေးကြီးတယ်အခုအဖွဲ့တွေဥအောင်နှုတ်ဆက်မယ်အားလုံးပဲမင်္ဂလာပါအားလုံးပဲမင်္ဂလာပါအဲ့ဒါဘာလိုက်တတ်လဲ